ဆိုတော့နားလေးနော်ညီမလေးရဲ့မတို့ရွာသွားမြန်လာတော့ဆန္ဒနဲ့အိမ်လာသူရောက်တော့အခါညာအားလုံးတွေမကြည့်ညီမလေးရောက်ပြီညီမလိုက်တာမရတဲ့ကြလို့လားမသိဘူးဟုတ်တယ်ရွာလေရင်တော့ဆိုအိမ်နေလည်းမရှိသေးဘူးဗျာဝါလေငါညီမတို့အဲ့မပဲတော့နာဒီနေ့တော့ဒီတပင်အမဆောက်လို့တည်ရနော်ဒီနေ့လည်းပြမယ်ညောင်ပြမယ်ဒီနေ့လည်းမြင်လားမလည်းရမယ်အိမ်လေးဒီမှာနော်အခုတော့မထုတ်ဖို့တခါမယ်ခဏလေးမှာပါပြီငါလေးပါလေလောက်နေပြီအဲ့ဒါရှိတာလည်းမသိတန်တော့မိသွားလို့ပါတမပိုင်ကျမတို့အိတ်ချမယ်။အဲဒီညီမလေးအော်ဒါရဲ့ငါတော့ရိုင်းဦးဆောင်လေးလဲပါအောင်မယ်။ဆက်လဲဝိုင်းဆိုငါလေးမအိတ်တော့မယ်နော်။အားလုံးပဲဘိုင်းပါညကြမှာအပိုင်းနေလို့စပေးပါမယ်။လက်ပါ